ပြီ ပြောင်းလာကြရ ကိုတက်ကိုဘာစီးထိုးပေးလိုက်လဲဆရာ ရှင်ပြန် ကန့်နိုင်ပြန် ဟုတ်တယ် तू အဲ့လိုပဲ तू မြေရှိုးဘူးမပြန်ဘူး မဟုတ် तू မြေကြီးတဲ့ဝင်ပြန်မရှိုးတော့ तू အပီး ကောင်းလားဆရာ တိတ်အပီးတိတ် အဲ့ဒါမျိုးတော့ကျွန်တော်မလိုချင်ပါဘူးဆရာဆိုတော့မြေကြီးတဲ့ဝင်သွားပြီးပြန်မတော့လာကိုတကြိုသလိုဖြစ်နေမှာဆိုလို့လေနော် ဘာကိစ္စလဲ ဟိုတစ်ခေါက်ကလေကျွန်တော်ဝက်ကုန်းကလေတိလားဆရာကိုဝင်းပဲကတော့ sorry တော့ တော့ ရှောက်ကုန်းလာဆရာတကောင်ပြန်မချဘူး ပြန်မချဘူး ပြန်ချနိုင်ဘူးအများကုန်းသလိုဖြစ်နေ ဟုတ်တယ်ဆရာ အခုလာတဲ့ကိစ္စဒီတက်မြင့်တာကိုလှုပ်ချင်တာ ကျွန်တော်ကြမ်းချင်တာဆရာအဲ့လိုစီးပြီးပေါ့နော် ညောင်ကမေးလိုက်အောင်ပါမေးလိုက်အောင် သူ့မေး မနော ဩဆူတော်မလုံးနဲ့ခင်တာကို ကျွန်တော်ဖော်ဝင်းနဲ့တငယ်ချင်း ဟုတ်တယ်ဒါ အ ကြီး တောက်ပေါ်တောက်ဖက်တွေ ဒါတော့ ဘိုင်းလာပြောတာ ဆိုတော့မနှောမဟုတ်ဘူး အဲ့ဒါပြောတာမဟုတ်ဒီမှာမနောတက်နဲ့အထက်ပုဂ္ဂိုလ်တွေကိုမေးမှာ အာယုံခဏပေါ့ဆရာစောကြီးထားခဏပေါ့ တိတ်ရတာရှိတာပဲပြီးပဲ ဆရာ ငါပိတ်ထိုးလိုက်တော့မယ် ကျွန်တော်သိမယုံညင်းတော့ဘူးဆရာ အဲ့လိုပြောတတ်တယ်ဆရာပြောတတ်တယ် ပြောပါဆရာ ပြောတတ်တယ်ခဏနေ လေးစားပါကျွန်တော်ကြမ်းလိုက်ချင်တာ ဘာလို့လဲဆရာ ရှာပြီရှာပြီ ဘာလို့လဲဆရာ အာလာဝက အာလဘက ချမ်းပြီ ကြားလဲကြားဘူးတယ် ဂျာအာလဘကကြောက်လို့ဆ အ ရာ လောက အာလာဝကထိုးရင်စောင်းရင်ရှောင်းရင်နည်းနည်းရှိတယ် ဟုတ်ပါဘာလို့လဲ ရှောင်းမှာတခြားတော့မဟုတ်ရက်သေးစားမတော့ဒါအရှိမလည်းပြောပြီးသားဝတ်သားမစားဘူးအခုဒီခါကျတော့အာလာဝကဆိုကျန်းတယ်အသားကြီးငါးကြီးရှောင်းရ ဟောတာကြီးမရကြီးကိုမပေါင်းအောင် မပေါင်းအောင်မြဲငယ်တွေမြင်းမပေါင်း ဝင်းတက်လိုက်တော့ဆရာ အတိုင်းငိုင်းမစားဘူးရှောင်းရမှာဒါကို ဟော ပြော တာကြီးငါကြီးဟုတ်ကဲ့ သားကြီးငါးကြီး ငါတို့ငမန်းတို့ပေါ့ဆရာ အဲ့ကောင်နေမလို့မရဘူးဘာပြောနေရလဲ ကြီးတယ်ငါကြီးတယ် စင်သားမြင်းသားကျွဲသားနွားသား ဟုတ်ကဲ့ဆရာ ဟိုရတယ်ကြာဒီအတိုင်းပါဆိုလေကျွန်တော်ရှောင်းလို့ ရနော်အသားကြီးငါးကြီးရှောင်းရမယ် စာနဲ့စီဝိုင်းလည်းမရှိပါဘူး ရှိပါဘူးဆရာ ပြောပြီ ဒီသက်မှာ အဲ့ဒါဆိုရင်တော့ရပြီ ဟုတ်ဆရာ ထိုးလို့ရပြီ အဲ့ဆိုအာလဘကတော့ဆရာ ကျန်းတယ် ကျမ်းမနော်ဆရာ ကျန်းပြီ ကြည့်သူတွေပါလေဆရာကျေးဇူးတင်ပါ